စ်ချင်းမြတ်တာဆိုတာဘလောက်ပဲစစ်မှန်ပါစေဘလောက်ပဲလှပနေပါစေနီးစက်ချင်းကနှစ်ယောက်လုံးကိုနာကျင်စေမယ်ဆိုတာကြိုသိနေတဲ့ပါကျေကနောက်ဘဝဆိုတာသာရောက်ခဲ့ရင်သူ့ကိုထပ်ပြီးရွေးချယ်နေမှာဆိုတဲ့အတွက်ချစ်တဲ့စိတ်ကြောင့်အသေးမနဲ့တစ်ချက်မှလှည့်မကြည့်ပဲလက်လွတ်ပေးလိုက်ပါတယ်ပြေးတဲ့သူနဲ့လိုက်တဲ့သူမှာဘသူကပို့ပြီးပြင်ပန်းရလဲဆိုတာကအတိတ်ပဲရေးရရမရှိပေမဲ့နောက်ထပ်ဘဝပေါင်း999ခုမှာထမ်းဖို့စစ်သူကြီးတစ်ဖြစ်လဲကျူးပါကျေကသူချစ်ရတဲ့သူတွေကိုနာကျင်စွာကြောခိုင်းရအောင်မှာဖြစ်ပါတယ်အဆုံးသတ်မှာတော့ချစ်ချင်းမြတ်တာတစ်ခုကပိုင်ဆိုင်ရသည်ဖြစ်စေဝေးကွာခဲ့ရသည်ဖြစ်စေတယောက်နဲ့တယောက်ဘလောက်ထိနှစ်ကာချစ်ကြလဲဆိုတာဒါအဓိကဖြစ်တဲ့အတွက်ကျွန်တော်တို့မှာရောပါကျဲလို့စွန့်လို့ရတဲ့တတိမျိုးရှိရလားဆိုတာကို chapter 4 ကမေးခွန်းထုတ်သွားခဲ့ပါတယ်မေးရတဲ့ရှိုင်းနေငါရဲ့တဲ့ရှိုင်းနေခံစားချက်တူညီရှိခဲ့တဲ့နာမေးရဲ့အတွေ့များနေငါရဲ့အတွေ့များနေနာကတူညီထားခဲ့တဲ့နောက်တော့